ဆမ်မလေးတို့ပါလားဘယ်သွားကြမလို့လဲဒီနာပတ်သက်ပြီးတော့ကြည့်မှာဘာမှမဟုတ်ဘူးကျင်းလို့ဟာဆမ်မလေးကိုကြောင်တခုတော့ပြောစရာရှိရဲ့အဲ့စကားပြောလို့ရမယ်ဆမ်မလေးရဲ့ဘယ်ကလားလည်းမသိဘူးသူလည်းစကားတွေပြောနေတာဒါနဲ့ကွာအဲ့လိုကြီးမပြောရဘူးလေကိုထက်ကြီးတဲ့လူနင်တို့ငါပြောစရာရှိတယ်ဘာပြောမလို့လဲဟာလားအရေးကြီးပြောစရာရှိမလိုက်ဘူးကွာငါမဟုတ်ဝဲကြည့်ပါမယ်နင်တို့ကလေတကယ်လားတကယ်ကျွင်းမလားပြီးရောလာမမလားအငယ်မထက်နော်လာပါနင်တို့ကကြီးခမရောက်ခေါ်နေတာဟုတ်ကဲ့အကြွပါခင်ဗျာကြွပါဟုတ်ကဲ့မင်းရဆရာကြီးအကုန်လုံးဖမ်းခေါ်လိုက်ဟုတ်ကဲ့ပါဆရာကြီးဟောနော်
ကြီးဟာလူဆောင်တက်ဆောင်နေပါဘာလို့ဆွေးနွေးနေတာ ။အော်ဒီလိုပါဘုန်းကြီး။ဒီဆေးဆရာမလေးနဲ့ကျောင်းဆရာမလေးတွေကရွာရဲ့ပညာရေးကျမ်းမာရေးကိစ္စလေးတွေတိုင်ပင်ဆွေးနွေးနေတာပါခင်ဗျာ ကျုပ်ကလည်းအကိစ္စပြောချင်တာ ။ဟုတ်ကဲ့ ကျုပ်တို့စကမ်းမှာဝင်းလျှောဝင်းပြဖြစ်နေဟောရီယက်ကျုပ်ခေါ်တယ်ခွင့်ပြုပေးပါ ။ဟုတ်ဒါတော့မဖြစ်ဘူးထင်တယ်ဘုန်းကြီး။ဘာဖြစ်လဲဆိုတော့ဒီမလေးတွေကတနက်တကြီးကလာပြီးတော့ပရဟိတလုပ်ငန်းလုပ်နေတာ။မိဝေးဖားဝေးတွေပါ။ကျွန်တော်တို့ကအဖကျွန်တော်တို့ကအမိဟိုဒီလိုလုပ်ပါလားဘုန်းကြီး။ကိုကလူနာတွေကိုဒီကစေကန်းကိုခေါ်လိုက်အစီမပြေဘူး ဟုတ်ပါတယ်ကွယ်ဒီလိုခေါ်လာခဲ့ပါနော် ။အဲ့လိုလေးလုပ်ပါလား ခမရပါဇက်ပိတ်တာခမရတိတယ်ကျုပ်ကြောင်းကျုပ်ကြောင်းခေါ်ပါမယ်ကျုပ်ဟိုကလူနာဒီကိုမခေါ်လာခမရအဲ့ဒါသဘောပေါက် ။ကျွန်တော်တောင်းပါလား ဟုတ်ပါတယ်ကွယ်ခေါ်မတော့ပါနဲ့နော်တို့တော့မတောင်းရှိလို့ပါခေါ်ပါနဲ့ ဒါကဘာလို့လဲ အတော့သမီးပါ ရောက်နေ ။ဒါဆရာ ဟောရီယက်ကောင်မလေးပါခေါ်လာတယ် ။ဟုတ်ကဲ့ဆရာ အကုန်လုံးခေါ်ပါ ။ဟေး မလို့ပါနဲ့ကွယ် တောင်းပါလား။ ဟဲ့ဟဲ့ဟဲ့တော့လားဟဲ့ဟဲ့အေးစနေသွားဟောရီဟောနာ တောင်းမလားပါဗျာ သမီး တောင်းမလား ခေါ်ဘယ်လိုလုပ်ချမလဲဖလို့ဟိုဘယ်လိုလုပ်လိုက်မလဲသူခေါ်ပါသမီး ကျေးရွာတွင်ရှိရွာသူရွာသားပေါင်းတို့ခင်ဗျာဒီနေ့ဒီအိမ်တွင်အစည်းအဝေးရှိတာသဖြင့်မပြတ်မကွက်တရားဝေးကြပါရန်ဒေသတော်ဖိတ်ကြားပါခင်ဗျာကျေးရွာတွင်ရှိရွာသူရွာသားပေါင်းတို့ခင်ဗျာဒီနေ့ဒီအိမ်တွင်အစည်းအဝေးရှိတာသဖြင့်မပြတ်မကွက်တရားဝေးကြပါရန်ဒေသတော်ဖိတ်ကြားပါသည် ကဲရွာသူရွာသားပေါင်းတို့ဒီနေ့တော့အရေးပေါ်အရေးကြီးအစည်းအဝေးကိုချက်ချင်းခေါ်လိုက်ရအောင်ခေါ်လိုက်ရတဲ့အကြောင်းတော့ရွာသူရွာသားတွေသိပြီးသားဖြစ်ပါလိမ့်မယ်ကျုပ်အိမ်မှာရှိတဲ့ဆရာဝန်မလေးနဲ့ကျောင်းဆရာမအပြင်ကျွန်တော်သမီးအိမ်ရောပါသွားတယ်အဲ့တော့ဒီကြားထဲမှာကျွန်တော်သားအကြီးကောင်းလဲပျောက်နေတယ် ဒီပါအောင်ဒီစီဓမြလာတိုက်တဲ့အချိန်တော့တကြီးအိမ်မှာတကြီးရတာမရှိဘူး အဲသား အော်ဟုတ်တယ်အဲ့ဒီညာတားမတွေ့မိဘူးတော့ အာတကြီးသားဂျန်ရပါပဲနေမှာပေါ့ ကဲကွာနေကြပါဦး ထားပါဦးဒါနောက်မှရှင်းပါမယ်ခုတော့ရွာမှာဒီဓမြခေါင်းဆောင်ကိုလာစဉ်စက်ကြီးမှန်မှန်ရွာသူရွာသားတွေပေးထားပါလျက်နဲ့ဒီကြားထဲကရွာကိုလာဓမြတိုက်ပြန်မေးဆွဲတယ်ဆိုတာတော့ကျွန်တော်မခံနိုင်ဘူးကျွန်တော်တော်ကိုခံပြင်းနေအဲ့တော့တက်လာတဲ့ရွာသူရွာသားတွေအနေနဲ့ကိုလိုပြန်မေးဆွဲသွားတဲ့ကိစ္စကိုဘယ်လိုလုပ်တင်လဲဆိုတာကိုအကြံပေးဆွေးနွေးကြပါခင်ဗျာ ကျုပ်ကတော့အကြံဉာဏ်ပေးချင်တာကတော့ကျုပ်တို့ရွာမှာလာပြီးတော့ပရိဟိတလုပ်တဲ့ဆရာမလေးတွေအပြင်တကြီးသမီးတွေပါသွားရဲဆိုတော့ကျုပ်တို့ရွာသားတွေအပေါ်မှာတောင်းရှိပါတယ်ဟုတ်ပါဘာပဲဖြစ်ဖြစ်ကျုပ်တို့ရွာသားတွေကတကြီးနဲ့အတူသက်ဆိုင်ရာကိုအကြောင်းကြားပြီးအနောက်ကနေလိုက်လာခဲ့ပါကျွန်တော်ညီလေးပြေကိုပါခေါ်သွားမယ်ကျွန်တော်ညီကိုနှစ်ယောက်ကအရှက်ကနေဥဆောင်ပြီးသွားနေပါဘူးတကြီးသက်ဆိုင်ရာကိုအကြောင်းကြားပြီးရွာသားတွေနဲ့အတူအနောက်ကလိုက်ခဲ့ ဟာဒီကြံစီအမတန်ကောင်းပါလေအဲ့တော့တိတ်အချိန်ဆွမ်းမနေဘဲနဲ့ရှင်ပြေအဖွဲအရင်သွားပြီးတော့ရွာသူရွာသားတွေနဲ့လိုအပ်တဲ့လူတွေတို့ကနောက်ကလိုက်ဖို့ချက်ချင်းစီးစင်မမယ်ကဲပြောနေကြတယ်မင်းတို့ရှေ့ကသွားနေကြကဲရွာသူရွာသားတွေကိုချင်စားပြီးအစည်းဝေးရန်နာပါတယ်ပြန်နိုင်ပါပြီခင်ဗျပြန်နိုင်ပါပြီနော်အားလုံးပြန်နိုင်ပါပြီ ဒီမှာပေါ်ပေါ်ဒါရှင့်ကြံကုန်မဲလား ချစ်လို့တော့ချစ် ရှင့်ချစ်တယ်မဲ့ကျမမချစ်ဘူး ရင်းလို့ခဲနိုင်မလို့နည်းနည်း ရှင့်လို့လေဘောလုံးမဆောင်မနေပြီးတော့လေအသားရလက်ဖက်တယ်လို့ကျမစိတ်ဝင်စားဘူး အကို
ဒါပါလောက်တာလေကိုညမတယောက်လုံးတော့ပြန်ပေးဆွဲဟဲ့လားမိုက်ရိုင်းလိုက်တာ ကိုဖိုးစီချင်းဒီလောက်ထိမိုက်ရိုင်းလိမ့်မယ်လို့ကျမတို့လုံးဝမထင်တာဟုတ်သေးလားကျမတို့ဒီရွာကိုလာတယ်ဆိုတော့ချင်းတို့ရွာကောင်းကျိုးအတွက်ကျမတို့လာခဲ့တာချင်းဒီလောက်ထိဂျုံမှာပတ်သက်လိမ့်မယ်လို့ကျမတို့လုံးဝမထင်တာခဲ့ဘူး ဒါပေမဲ့ဖတ်ချစ်စိုးလေးနဲ့မှငါမခွဲနိုင်တာမခွဲနိုင်တော့ငါဒီလိုလုပ်တာလေသူ့ငါဘယ်လောက်ချစ်တယ်ဆိုတာဆရာမတို့လည်းတည်သားပဲလေဒါပေမဲ့ကျွန်တော်မခွဲနိုင်လို့သူ့ကျွန်တော်ဒီလိုလုပ်လိုက်တယ်ကျွန်တော်ကြမ်းစီတယ်သူ့အရန်ချစ်လို့ ဟဲ့နေကိုဖိုးစီရလေလူမဟုတ်ဘူးရဲ့ခွဲ ချောင်းမ ပြင်း ဟဲ့ဘောစီဘာရောမျိုးကနေပြီးတော့ကိုယ့်ရဲ့ရွာကိုလာရောက်ပြီးတော့ပညာရေးနဲ့ကျမ်းမာရေးအတွက်လာရောက်ပြီးကိုကြီးပန်မှုတဲ့ဆရာမတွေကိုနင်ဒီလိုလောက်ရတဲ့စိတ်ဓာတ်ကိုအံ့ဩလို့မစုံဘူးနင်လိုကောင်မျိုးအရင်ယုံမကောင်းတယ်ငါချစ်တဲ့ကောင်မလေးကိုငါမခွဲနိုင်လို့ငါလုပ်တာကြာလာပါပြီပြီ ငါနေကိုချစ်တာမဟုတ်ဘူးလေငါလေပြေကိုချစ်တာလေ ဘာနင်လေပြေကိုချစ်စရာမလိုငါ့ကိုပဲချစ်ရမယ် ဘာကိစ္စရှင်းအောင်ရှင်းရလဲ ငါ့ကိုပဲနဲ့ချစ်ရမယ်ငါ့ကိုပဲချစ်ရမယ်ဘတူနဲ့မှပတ်သက်လို့မရဘူးငါနင်ကိုဘယ်လောက်ထိချစ်တယ်ဆိုတာနင်သိရနော်နင်လည်းမခွဲနိုင်လို့ငါလုပ်တာဘယ်ရလေပြေကိုနင်ပါလာလဲ ဖိုးစီ ရစရာ ဆရာနောက်မှထားမေးလူရင်လား လာစရာ ဟုတ်စီ ရစရာ မင်းရောငါတို့အဖွဲ့နဲ့ဘာဖြစ်လို့ပူပေါင်းကြ ဆရာကျွန်တော်ကြိုက်တဲ့ကောင်မလေးကျွန်တော်ကိုပြန်မကြိုက်ဘူးကျွန်တော်ဆရာတို့နဲ့လာပူပေါင်းတာဆရာ ဟုတ်ပါပြီဖိုးစီနေပါငါတို့အခုပြန်ပြီးဆွဲခေါ်လာတဲ့ဟောမလေးရောဒီကောင်မလေးလည်းငေါ့ပြအောင် ကောင်မလေးပြန်ချစ် ဟောဘုဆရာမလေးတို့ ဟုတ်တယ်ဆရာမလေး ဆရာကျွန်တော်ဟောမှာဟောဒီဆရာမလေးကိုရင်ပုံပြန် အာမလုံးပါနဲ့ ဟာဟာ အားရလို့ကျွန်တော်ခွင့်လို့ပါတော့ဆင်းစစ်တာကောင်လေးသူ့မပေးနိုင်ဘူးကျွန်တော်ရောအားရလို့ကျွန်တော် တင်း ကျွန်တော်ရချစ်တာ အာဖိုးစီ ဗျာ ဟာမဲအဲ့ဆရာမလေးကိုတော်တော်ချစ်တာပဲ ဟုတ်တယ် ငါတို့နဲ့လာပူပေါင်းတာဆိုတော့ဆရာအချစ်ပရာဟိတလုပ်ငန်းကြီးကိုငါတို့ဆရာနဲ့ငါတို့ပူပေါင်းပြီးမင်းကိုလုပ်ပေးမယ် ဟာဆရာတကယ်ကျေးဇူးတင်ပါတယ်ဆရာရေကျေးဇူးတင်တယ်စောက်ဖွယ်လို့ကျေးဇူးတင်တယ် မင်းကျေးဇူးတင်ခံရလို့ငါတို့လုပ်ပေးရမယ်မင်းတို့လုပ်ပေးလား ဟုတ်ကဲ့ဆရာ အလိုက်တီးဖို့ပဲလိုတာ လိုက်ကြည့်ရမယ်ဆရာ နော် ဟုတ်ကဲ့ဆရာ လိုက်တီးစီဆရာကျွန်တော်လည်းရင်ကုန်ရတော့ဆရာ မလုံးပါနဲ့မလုံးပါနဲ့ ဖုန်းနဲ့တော့ စားတာတောက်ဆရာရှိတော့ သူဆန္ဒကိုပြည့်စည်ပြလိုက် ဟုတ်ကဲ့ပါဆရာရောက်ကျွန်တော်လည်းသူ့ကိုစားတာဆရာ ဟောလူစားရှိပြီ ဟုတ်ကဲ့ဆရာ တော့ရောကဲ တော့ကဲအချစ်ပရာဟိလုပ်ငန်းလေးဒီကောက်လုပ်ငန်းအောင်မြင်ပါစေဗျာတကြီးသားဖို့စီအောင်မြင်ပါစေရှာပါလို့ဒီငါလေးလိုက်ကြည့် မပုတ်လိုက်နိုင်ပါဘူး ခဏပါစပ်ပိတ်တာအကုန်လုံးပြောတာဟဲ့ခေါ်လာခဲ့ ကျွန်တော်ကြောက်မှလည်းဟုတ်တယ် ရှေ့ခေါ်ပါခေါ်ပါ ဒီမနဲ့ပါတယ်လို့လေဒီမဘာလို့ ချောင်းမတိတ်တိတ်နေ ရှင်းပါလို့တာလေ ဟိုဆဲကူဟာပါဘယုံပါနဲ့လာ မဝနိုင် ဟာညင်းနေ ဘူးဘာမဝနိုင် ညင်းနေလောက်နေတော့ ရ
他叫不了，干嘛就我们比赛？Okay? ဟုတ်တယ်စောင်းနေရကြာလား နေဆောင်နေတာသိလို့လဲငါလာတာပဲလေဒါပေမဲ့တကြီးတာဖိုးစီကမလွတ်ဘူးဟာဟိုအချိန်မျိုးစောင့်ကြည့်နေ ဒါနဲ့ငါတောင်းလာအဖြစ်လေးနေမပြေသေးဘူးလားပြေတော့လေဟာ နေတောင်းတဲ့အဖြေပဲငါပေးလို့ရတယ်ဟာ ဟာတကယ်ပြလား ဒီလိုပြောတာ အဲ့ဒါညငါချစ်တာပေါ့ ချစ်တယ် ဝမ်းတာလိုက်ရ